ဒီအလှပဆုံးမျိုးသမီးဟာတောင်ကိုရီးယားနိုင်ငံမှာအကြော်ကြားဆုံးမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။သူမဘယ်နေရာကိုပဲသွားမီဒီယာတွေရဲ့ကင်မရာမီတွေကတော့အမြဲတမ်းသူမနောက်ကိုလိုက်နေပါတယ်။ကုမ္ပဏီကကြော်ညာပေးပြီးတဲ့အဝတ်အစားတစ်ထည်ကိုသူမဝတ်လိုက်တာနဲ့ခဏအတွင်းမှာပဲရောင်းကုန်သွားလိမ့်ရှိပါတယ်။ဒါပေမဲ့ဒီအမျိုးသမီးရဲ့နာမည်ကဟီဂျူဖြစ်ပြီးတာမန်နာမည်ကြီးဆယ်လီတစ်ယောက်တော့မဟုတ်ပါဘူး။သူမဟာချဲအုပ်စုရဲ့ဒုတိယသမီးဖြစ်ပါတယ်။အခုလက်ရှိမှာချဲအုပ်စုရဲ့ထုတ်ကုန်ရောင်းအားတွေဟာတိတိတတ်တာကျဆင်းလာနေပါတယ်။ဒါကြောင့်ချဲအုပ်စုရဲ့ဥက္ကဋ္ဌဟာဌာနအားလုံးရဲ့အကြီးအကဲတွေကိုချက်ချင်းခေါ်ယူပြီးအမိန့်ပေးလိုက်ပါတယ်။ဘရင်ရဲ့မွေးနေ့ခမ်းနားမှာဟီဂျူရဲ့နာမည်နဲ့ပစ္စည်းတွေကိုအပြင်းထန်ကြော်ညာပြီးရောင်းအားပြန်တက်လာအောင်လှုပ်ဆောင်ဖို့ဖြစ်ပါတယ်။ဒီအချိန်မှာတော့နှစ်ဆက်တရားစုတောင်ကိုရီးယားနိုင်ငံဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့ဘရင်စနစ်ကိုဆက်လက်ကျင့်သုံးနေပါတယ်။ဘရင်ဆိုတဲ့ယာတုကရှိနေသေးပေမဲ့နိုင်ငံရေးအာဏာကိုတော့တကယ်တမ်းမကင်တွင်နိုင်တော့ပါဘူး။ဒါပေမဲ့နိုင်ငံရဲ့တင်ကေတတစ်ခုအဖြစ်နဲ့လူလန်းစားခွဲခြားမှုစနစ်ရဲ့အမြင့်ဆုံးနေရာမှာတော့ရှိနေဆဲဖြစ်ပါတယ်။ဟီဂျူဟာချမ်းသာတဲ့ချဲမီသားစုရဲ့တွင်းမတော်သားတစ်ယောက်ဖြစ်ပေမဲ့သူမရဲ့အဆင့်တန်းကတော့တာမန်ပြည်သူတစ်ယောက်နဲ့ပဲတန်းတူဖြစ်ပါတယ်။အထက်တန်းစားမင်းမျိုးမင်းနွယ်တွေနဲ့နှိုင်းယှဉ်ရင်တော့သူမဟာအဆင့်တန်းနေသူတစ်ယောက်ဖြစ်နေပါတယ်။ဒီနေ့ကတော့ဘရင်ရဲ့မွေးနေ့ခမ်းနားကျင်းပမယ့်နေ့ဖြစ်ပါတယ်။ဟီဂျူကချဲအုပ်စုရဲ့ရောင်းအားတွေကိုပြန်လည်မြင့်တင်ဖို့အတွက်သူမကိုယ်တိုင်ကိုကြော်ညာဖြစ်အသုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့နန်းတော်ဆိုတာအဆင့်တန်းကိုအလွန်တင်းကျပ်စွာထိန်းသိမ်းထားတဲ့နေရာဖြစ်ပါတယ်။ဒီနေရာကိုလာရောက်ကြသူအများစုကတော့တော်ဝင်မိသားစုဝင်တွေအဆင့်တန်းမြင့်မားတဲ့သူတွေမင်းမျိုးမင်းနွယ်တွေနဲ့ထင်ရှားကြော်ကြားသူတွေပဲဖြစ်ပါတယ်။အခမ်းအနားကျင်းပနေချိန်မှာမင်းမျိုးမင်းနွယ်အမျိုးသမီးတစ်ယောက်ကဟီဂျူကိုလှောင်ပြောင်လိုက်ပါတယ်။သူမဟာတာမန်ပြည်သူတစ်ယောက်ပဲဖြစ်ပြီးတွင်းမတော်သားတစ်ယောက်သာဖြစ်တယ်လို့ပြောလိုက်ပါတယ်။အသက်10နှစ်အရွယ်ရောက်မှဥက္ကဋ္ဌကြီးရဲ့ပေးကိုခေါ်လာခံရတဲ့သူမျိုးကအရှက်ကြောက်လည်းမရှိဘူးအမှုကျင့်လည်းမသိဘူးလို့အပြစ်တင်လိုက်ပါတယ်။ဒါပေမဲ့ဟီဂျူကအလွယ်တကူအနိုင်ကျင့်ခံမဲ့သူမဟုတ်ပါဘူး။သူမကမင်းမျိုးမင်းနွယ်မျိုးသမီးရှိမှဖန်ခွက်တစ်ခွက်ကိုခွဲပစ်လိုက်ပြီးအထင်မြင်သေးတဲ့အပြုံးနဲ့ပြန်ကြည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာဟီဂျူရဲ့ဖတ်အေတူမအမေကွဲအကူကလည်းသူမကိုလာပြီးလှောင်ပြောင်ပြန်ပါတယ်။ဟီဂျူကလည်းမလျှော့ပဲသူ့အကူဟာဈေးပေါ်ပြီးညံမရှိတဲ့ခွေးလေးတစ်ကောင်နဲ့တူတယ်လို့ပြန်ပြောလိုက်ပါတယ်။မကြခင်မှာပဲဘရင်ရဲ့မွေးနေ့ခမ်းနားစတင်တော့မှာဖြစ်ပါတယ်။လူတိုင်းကအခမ်းအနားကျင်းပမဲ့ခမ်းမကြီးတွေကိုဝင်ရောက်သွားကြပါတယ်။ဒါပေမဲ့အချိန်တော်ကြာတဲ့အထိအခမ်းအနားကမစသေးပါဘူး။အားလုံးကစကားမပြောဘဲအသက်ရှူတန်အောင်မကြားရလောက်အောင်တိတ်ဆိတ်စွာစောင့်နေကြပါတယ်။ဟီဂျူကတော့အားလုံးစောင့်နေကြတဲ့သူဘယ်သူလဲဆိုတာသိပါတယ်။အဲ့ဒီသူကတော့မဟာမင်းသားရီအန်ဖြစ်ပါတယ်။လက်ရှိဘရင်ကအသက်ငယ်သေးတာကြောင့်ကွယ်လွန်သွားတဲ့ဘရင်ရဲ့ဒုတိယသားဖြစ်သူမဟာမင်းသားရီအန်ကလက်တွေမှာနန်းတော်ရဲ့အုပ်ချုပ်ရေးအာဏာကိုကင်တွယ်ထားသူဖြစ်ပါတယ်။တနည်းအားဖြင့်တော်ဝင်မိသားစုထဲမှာတကယ်အာဏာအရှိဆုံးသူဖြစ်နေပါတယ်။နောက်ဆုံးမှာတော့လူတိုင်းစောင့်မျှော်နေတဲ့မဟာမင်းသားရီအန်ရောက်လာပါတယ်။ဒါပေမဲ့သူဟာနန်းတော်ရဲ့စီကံအတိုင်းတရားဝင်ဝတ်စုံကိုဝတ်ဆင်မထားပါဘူး။အစားထိုးအနေနဲ့အမဲလိုက်ဝတ်စုံကိုပဲဝတ်ဆင်ထားပါတယ်။ခမ်းနားထဲဝါပြီးအလွန်တရာတက်ရက်တဲ့အခမ်းအနားနဲ့နှိုင်းယှဉ်လိုက်ရင်သူ့ရဲ့အတွင်ပြင်းကတော့အတော်လေးလွတ်လပ်ပြီးစီကံမလိုက်နာခြင်းတဲ့ပုံစံဖြစ်နေပါတယ်။ဘရင်ကသူ့ရဲ့ဆူတောင်းစကားတွေကိုရေးသားပြီးတဲ့နောက်အခမ်းအနားကနန်းတော်အတွင်းလှည့်လည်ကြည့်ရှုတဲ့အစီအစဉ်ကိုရောက်ရှိလာပါတယ်။အဲ့ဒီအချိန်မှာဟီဂျူကဖုန်းလိုက်ရှာဖို့နန်းတော်ထဲမှာတယောက်တည်းရှောက်သွားနေပါတယ်။အဲ့ဒီလိုနဲ့တည်ငြိမ်ပြီးဩဇာကြီးတဲ့မဟာမင်းသားရီအန်နဲ့မမျှော်လင့်ပဲတွေ့လိုက်ရပါတယ်။မဟာမင်းသားရီအန်ကသူ့ရှိမှာရက်နေတဲ့အမျိုးသမီးကိုနာမည်ပြောဖို့အမိန့်ပေးလိုက်ပါတယ်။ဟီဂျူကလည်းသူမရဲ့နာမည်ကိုပြောလိုက်ပါတယ်။ဒါပေမဲ့မဟာမင်းသားရီအန်ကသူမကိုဝင်ခွင့်မရှိတဲ့နေရာမှာရှောက်သွားနေတဲ့အတွက်စူပူပြီးချက်ချင်းထွက်သွားဖို့အမိန့်ပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲအနီးနားကနန်းဆောင်တစ်ခုကနေကျေလောင်တဲ့ပောက်ကွဲတန်ကြီးထွက်ပေါ်လာပါတယ်။မဟာမင်းသားရီအန်ကအတန်ကြားရကိုချက်ချင်းပြေးသွားပါတယ်။ရောက်သွားတဲ့အခါနန်းဆောင်တစ်ခုလုံးမီးလောင်နေပြီဖြစ်ပါတယ်။အဲ့ဒီအချိန်မှာမဟာမီဖျားကြီးဒါဂျာကမေးမြန်းစုံစမ်းခြင်းမရှိဘဲမဟာမင်းသားရီအန်ရဲ့မျက်နှာကိုဖျက်ရိုက်လိုက်ပါတယ်။အရင်တုန်းကဘရင်အစ်စ်ကိုတတ်ဖို့ကြိုးစားခဲ့တယ်လို့အခုတစ်ခါလဲထပ်ပြီးဘရင်ကိုအသက်အန္တရာယ်ဖြစ်အောင်လုပ်ခဲ့တယ်လို့ဆွဆွဲလိုက်ပါတယ်။ကံကောင်းစွာနဲ့ဘရင်ကတော့ဘာမှမဖြစ်ပဲလုံခြုံနေပါတယ်။ဒါပေမဲ့ဒီလိုအရှုပ်ထွေးတွေကြောင့်မွေးနေ့ခမ်းနားကိုစောစီးစွာပဲရပ်နားလိုက်ရပါတယ်။ဟီဂျူကလည်းမကြေမနက်ဖြစ်ပြီးနန်းတော်ကနေပြန်လာခဲ့ပါတယ်။သူမရဲ့မကြေမနက်ဖြစ်နေတဲ့မျက်နှာကိုမြင်တဲ့အခါအတွင်းရေးမှူးကမေးလိုက်ပါတယ်။ဟီဂျူကမဟာမင်းသားရီအန်ကိုမကြိုက်ဘူးလားဆိုပြီးမေးလိုက်တာဖြစ်ပါတယ်။အမှန်တော့ဟီဂျူနဲ့မဟာမင်းသားရီအန်တို့ဟာအရင်တုန်းကအလဲတန်းကျောင်းတစ်ကျောင်းထဲမှာအတူတူတက်ခဲ့ကြပူပါတယ်။အတွင်းရေးမှူးရဲ့စကားကြောင့်ဟီဂျူရဲ့အတွေးတွေဟာနှစ်ပေါင်းများစွာအရင်ကအဖြစ်အပျက်တွေစီပြန်ရောက်သွားပါတယ်။အဲ့ဒီညတုန်းကဟီဂျူဟာလာမယ့်များပြစ်ပြန်ပွဲအတွက်လေ့ကျင့်ဖို့ကျောင်းရဲ့များပြစ်ကွင်းထဲကိုခိုးဝင်ခဲ့ပါတယ်။လေ့ကျင့်နေတော့မှပဲမဟာမင်းသားရီအန်ကအဲ့ဒီနေရာကိုရောက်လာပါတယ်။သူကမင်းမျိုးမင်းတွေတယောက်လိုဂုဏ်ယူတဲ့အတန်နဲ့ဟီဂျူဟာကျောင်းစည်းကမ်းကိုချိုးဖောက်နေတယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်သူမရဲ့အမှတ်တွေကိုဖျက်တောက်ခံရမယ်လို့လည်းပြောလိုက်ပါတယ်။ဒါပေမဲ့ဟီဂျူရဲ့မျက်လုံးတွေကတော့အရှုံးပေးမဲ့ပုံမပေါ်ပါဘူး။သူမကမဟာမင်းသားရီအန်ကိုပြန်မေးလိုက်ပါတယ်။သူကိုယ်တိုင်လည်းများပြစ်ကွင်းထဲရောက်နေတယ်ဆိုရင်သူ့အမှတ်တွေရောဖျက်မှာလားလို့မေးလိုက်ပါတယ်။မဟာမင်းသားရီအန်ကခွင့်ပြုချက်ရထားတဲ့စာရွက်ကိုထုတ်ပြလိုက်ပါတယ်။ဒါပေမဲ့ဟီဂျူကတော့လက်မခံပါဘူး။သူမကအတန်းဖော်တယောက်စီကခိုးယူထားတဲ့များပြစ်ကွင်းတော့ကိုထုတ်ပြလိုက်ပါတယ်။တချို့လူတွေကတော့ကိုအရှက်မရှိပဲကင်ထားနိုင်ကြပြီးမဟာမင်းသားရီအန်ကလည်းဘာကြောင့်ဒီလောက်လွယ်လွယ်နဲ့ခွင့်ပြုချက်ရနိုင်တာလဲဆိုတာဟီဂျူနားမလည်နိုင်ပါဘူး။နောက်ဆုံးမှာတော့ဟီဂျူကအမှတ်ဖြတ်မယ်ဆိုတဲ့ချင်းချောက်မှုကိုလုံးဝလက်မခံဘူးလို့ဆုံးဖြတ်ချက်ပြတ်သားစွာပြောလိုက်ပါတယ်။တစ်ဖက်မှာတော့နန်းတော်ထဲမှာမဟာမင်းသားရီအန်ဟာလည်းအိမ်တော်ရေးကိစ္စကြောင့်စိတ်ညစ်နေပါတယ်။အဲ့ဒီနေ့မှာပဲမဟာမီဖျားကြီးဒါဂျာကသူ့စီကိုလာတွေ့ပါတယ်။နန်းတော်မှာမီးလောင်ခဲ့ပြီးဘရင်လည်းအန္တရာယ်နီးပါးကြုံခဲ့ရပေမဲ့တနိုင်ငံလုံးကတော့မဟာမင်းသားရီအန်ရဲ့မျက်နှာပေါ်ကဒဏ်ရာလေးကိုပဲအာရုံစိုက်နေကြတယ်လို့မဟာမီဖျားကြီးကမကြေမနက်ပြောလိုက်ပါတယ်။မဟာမင်းသားရီအန်ဟာလက်ရှိမှာအုပ်ချုပ်သူအဖြစ်တာဝန်ယူထားတာကြောင့်နိုင်ငံရေးသမားတွေကနေစီးပွားရေးသမားကြီးတွေအထိတာမန်ပြည်သူတွေတောင်သူ့ဘက်မှာနေရာရဖို့ကြိုးစားနေကြပါတယ်။သူ့ရဲ့အရှိန်အဝါကအရန်ကြီးမားလာပြီးဘရင်ကိုတောင်အရေးမိုးလာနိုင်တဲ့အခြေအနေဖြစ်နေပါတယ်။ဒါကြောင့်ဘရင်ရဲ့အာဏာကိုတည်ငြိမ်အောင်လုပ်ပြီးမဟာမင်းသားရီအန်ကိုဖယ်ရှားဖို့အတွက်မဟာမီဖျားကြီးကသူ့ရွေးချယ်ထားတဲ့အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ဖို့တောင်းဆိုလိုက်ပါတယ်။မဟာမင်းသားရီအန်သာလက်ထပ်လိုက်မယ်ဆိုရင်နန်းတော်ကနေထွက်ခွာရမှာဖြစ်ပြီးအုပ်ချုပ်သူဖြစ်ဆက်လက်တာဝန်ယူနိုင်တော့မှာမဟုတ်ပါဘူး။
မဟာမီဖျားကြီးရဲ့အမိန့်စကားကိုကြားလိုက်ရတဲ့အချိန်မှာတော့မဟာမင်းသားရီအန်ရဲ့မျက်လုံးထဲမှာဝမ်းနည်းမှုအရေးတစ်ခုပေါ်လာပါတယ်။ငငယ်တုန်းကသူဟာဖခင်ဖြစ်သူရဲ့တင် जा ပေးမှုအတိုင်းစာကိုစူးစမ်းတင်ယူခဲ့ပါတယ်။အမှတ်ပြရခဲ့တဲ့အချိန်တွေမှာတော့သူ့ဖခင်ကသူ့ကိုတစ်ခါမှထူးထူးခြားခြားချီးကျူးခဲ့ခြင်းမရှိပါဘူး။သူဟာဒုတိယသားဖြစ်တာကြောင့်အိမ်ရှိမင်းသားရဲ့လမ်းကိုမပိတ်မိဖို့ထီးနှံကိုအနောက်ရှက်မဖြစ်စေဖို့အမြဲတမ်းသတိပေးခံခဲ့ရပါတယ်။သူ့ဖခင်ကသူ့ရဲ့ပွဲအမိကိုတောင်နှစ်ကြိမ်ပြောင်းလဲခဲ့ပါသေးတယ်။နန်းတော်အပြင်ဘက်မှာတော့ဟီဂျူဟာလည်းအိမ်အောင်ရေးပြဿနာနဲ့ရင်ဆိုင်နေရပါတယ်။ဟီဂျူရဲ့ဖခင်ဖြစ်သူဥက္ကဋ္ဌကြီးကသူမအတွက်အိမ်အောင်ဖက်တစ်ယောက်စီစဉ်ပေးဖို့ကြိုးစားနေပါတယ်။ဒါပေမဲ့ရွေးချယ်ထားတဲ့သူဟာကုမ္ပဏီငယ်တစ်ခုရဲ့ကိုယ်စားလှယ်တစ်ယောက်သာဖြစ်ပြီးစီးပွားရေးလောကရဲ့အဆင့်တက်မဲ့ချက်ထဲမှာတောင်ထိပ်တန်းမဝင်တဲ့သူဖြစ်နေပါတယ်။ဒါကြောင့်ဟီဂျူကလုံးဝမကျေနပ်ပါဘူး။သူမဟာအခြေရေးနဲ့ပတ်သက်ပြီးအိမ်မက်ရောက်နေတဲ့မိန်းကလေးတစ်ယောက်မဟုတ်ပါဘူး။မဟာဗျူဟာမြောက်စီးပွားရေးအိမ်အောင်ရေးမျိုးကိုလက်ခံနိုင်ပါတယ်။ဒါပေမဲ့နှစ်ဖက်စလုံးရဲ့အင်အားငွေကြေးနဲ့အဆင့်တန်းကတန်းတူဖြစ်မှသာအဲ့ဒီအိမ်အောင်ရေးကသူမအတွက်အကျိုးရှိမှာဖြစ်ပါတယ်။သူမရဲ့ခဲမကဟီဂျူကိုအရန်ရွေးမနေနဲ့လို့အကြံပေးပါတယ်။ဒါပေမဲ့ဟီဂျူကလည်းချက်ချင်းပြန်ပြောလိုက်ပါတယ်။သူမရဲ့ခဲမဟာဒီလောက်ရွေးချယ်တက်လို့သာအရေးချင်းမရှိတဲ့သူမရဲ့အကူနဲ့လက်ထပ်ခဲ့တာဖြစ်မယ်လို့ပြန်လောင်လိုက်ပါတယ်။အကူဖြစ်သူကိုကြည့်တဲ့ဟီဂျူရဲ့အကြည့်ကတော့အေးဆက်ပြီးထက်ရှာနေပါတယ်။တရားဝင်မိဖုရားကမွေးထားတဲ့သားဖြစ်တာကလွဲရင်သူ့အကူမှာသူမနဲ့တန်းတူဖြစ်နိုင်တဲ့အရေးချင်းတစ်ခုတောင်ရှိပါသလားလို့သူမတွေးနေပါတယ်။ဖခင်ဖြစ်သူရှိမှလည်းဟီဂျူကအရေးချင်းမရှိတဲ့ယောက်ျားတစ်ယောက်နဲ့ဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူးလို့ပြက်ပြက်တသားပြောလိုက်ပါတယ်။အဲ့ဒီနောက်အတွင်းရေးမှူးကဟီဂျူအတွက်အိမ်အောင်ဖက်ဖြစ်နိုင်တဲ့အမျိုးသားတွေရဲ့စည်ရင်းကိုပြုစုပေးပါတယ်။ဒါပေမဲ့ဟီဂျူကတော့စည်ရင်းကိုကြည့်ပြီးနောက်မှာတော့မကျေနပ်သေးပါဘူး။စည်ရင်းထဲမှာကုမ္ပဏီကြီးတွေရဲ့ကိုယ်စားလှယ်တွေပါဝင်ပေမဲ့အဲ့ဒီကုမ္ပဏီတွေကစီးပွားရေးလောကမှာအဆင့်နှိမ့်နေပါတယ်။အပြင်အဲ့ဒီအမျိုးသားတွေရဲ့ရုပ်ရည်ကိုလည်းဟီဂျူကမကြိုက်ပါဘူး။သူမအတွက်ဘာကြိုးမျက်မှမမြင်တာကြောင့်ဟီဂျူကစိတ်ပြက်စွာတက်ပြင်းချလိုက်ပါတယ်။သူမလိုချင်တာကတော့အရေးချင်းချမ်းသာကြွယ်ဝမှုနဲ့ရုပ်ရည်အားလုံးမှာသူမနဲ့တန်းတူဖြစ်တဲ့ယောက်ျားတစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုလူတစ်ယောက်ကိုရှာဖို့ကဘာကြောင့်ဒီလောက်ခက်ခဲနေရတာလဲ။ဒီအချိန်မှာတော့ဘရင်ရဲ့မွေးနေ့ခမ်းနားမှာဝတ်ဆင်ခဲ့တဲ့အဝတ်စားကြောင့်မဟာမင်းသားရီအန်ဟာနောက်တစ်ကြိမ်လူလူရဲ့အာယုံဆိုင်မှုကိုရရှိနေပါတယ်။တော်ဝင်မိသားစုဝင်တွေကတော့ရိုးရာစည်းကမ်းတွေကိုမလေးစားဘူးဆိုပြီးသူ့ကိုဝေဖန်နေကြပါတယ်။ဒါပေမဲ့တာမန်ပြည်သူတွေကတော့ချုံမောတဲ့မဟာမင်းသားကိုသဘောကျနေကြပါတယ်။ဟီဂျူကလည်းမဟာမင်းသားရီအန်ကိုစိတ်ဝင်စားလာပါတယ်။တေချာစဉ်းစားကြည့်လိုက်တဲ့အခါတနိုင်ငံလုံးမှာသူမနဲ့အရေးချင်းချမ်းသာမှုရုပ်ရည်အရာတန်းတူဖြစ်နိုင်တဲ့သူကမဟာမင်းသားရီအန်တယောက်ပဲရှိနေပါတယ်။အဲ့ဒီအချိန်မှာပဲဟီဂျူရဲ့ခေါင်းထဲကိုအကြံတစ်ခုရုတ်တရက်ပေါ်လာပါတယ်။မဟာမင်းသားရီအန်ကိုသူမရဲ့အနာဂတ်ခင်ပွန်းအဖြစ်ရွေးချယ်လိုက်ဖို့ဖြစ်ပါတယ်။ဆုံးဖြတ်ချက်ချပြီးတာနဲ့ဟီဂျူကအချိန်မဆွဲတော့ပါဘူး။သူမကမဟာမင်းသားရီအန်နဲ့တွေ့ဆုံခွင့်ရဖို့ရှောက်လွှာတင်လိုက်ပါတယ်။ဒါပေမဲ့ရှောက်လွှာကပယ်ချခံလိုက်ရပါတယ်။ဟီဂျူကတော့မယုံကြည်နိုင်ပါဘူး။မဟာမင်းသားရီအန်ကသူမကိုအလွယ်တကူမရအောင်တမင်တကာညှင်းနေတယ်လို့ထင်လိုက်ပြီးနောက်ထပ်ရှောက်လွှာတစ်စောင်ထပ်တင်လိုက်ပါတယ်။အတွင်းရေးမှူးကမဟာမင်းသားရီအန်ကိုသတင်းပေးပါတယ်။ဟီဂျူဟာရှောက်လွှာနှစ်စောင်မှာနာမည်မတူပဲအသုံးပြုထားတယ်လို့ပြောလိုက်ပါတယ်။ပထမရှောက်လွှာမှာဟီဂျူလို့ရေးထားပြီးဒုတိယရှောက်လွှာမှာတော့ချဲဥက္ကဋ္ဌရဲ့ဒုတိယသမီးလို့ရေးထားပါတယ်။ဒီစကားကိုကြားတဲ့မဟာမင်းသားရီအန်ကတော့အေးဆက်စွာနဲ့ဒုတိယအကြိမ်လည်းပယ်ချလိုက်ပါတယ်။ဟီဂျူကစဉ်းစားကြည့်ပြီးရှောက်လွှာမှာတွေ့ဆုံခြင်းတဲ့အကြောင်းရင်းကိုမရေးထားလို့ဖြစ်မယ်လို့ထင်လိုက်ပါတယ်။ဒါကြောင့်ဒီတစ်ခါမှာတော့အကြောင်းရင်းကိုတိတိကျကျရေးလိုက်ပါတယ်။ဒီတွေ့ဆုံမှုကနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်အကျိုးရှိစေမယ်လို့ကတိပေးပြီးသူမရဲ့ပွဲအမည်နဲ့နာမည်အပြည့်အစုံကိုရေးထိုးလိုက်ပါတယ်။ဒါပေမဲ့ဒီရှောက်လွှာလည်းပယ်ချခံလိုက်ရပါတယ်။တစ်ချိန်ပြီးတစ်ချိန်ရှောက်လွှာတင်တိုင်းညှင်းပယ်ခံနေရတာကြောင့်ဟီဂျူဟာနောက်ဆုံးမှာဒေါသထွက်ပြီးအော်ဟစ်လိုက်ပါတယ်။ဒါပေမဲ့စိတ်အေးသွားတဲ့အချိန်မှာတော့တခုကိုရုတ်တရက်တတိယလိုက်ပါတယ်။အဲ့ဒီနေ့နန်းတော်မှာမဟာမင်းသားရီအန်ကသူမကိုအငယ်တန်းလို့ခေါ်ခဲ့တာကိုပြန်တတိယလာတာဖြစ်ပါတယ်။အဲ့ဒီနောက်ဟီဂျူကရှောက်လွှာမှာရေးထားတဲ့လက်မှတ်ကိုပြောင်းလိုက်ပါတယ်။သူမကအငယ်တန်းတစ်ယောက်အနေနဲ့သူမရဲ့စီနီယာဖြစ်သူမဟာမင်းသားရီအန်ကိုလေးစားရတဲ့အကြံပေးတစ်ယောက်ဖြစ်အမှုထမ်းပေးဖို့ရိုးသားစွာတောင်းဆိုလိုက်ပါတယ်။ဒီတစ်ခါမှာတော့မမျှော်လင့်ပဲရှောက်လွှာကိုလက်ခံလိုက်ပါတယ်။ဟီဂျူကဝမ်းသာသွားပြီးမကြခင်ညနေတညမှာအလှအပကိုတေချာပြင်ဆင်ကနန်းတော်ကိုသွားပြီးမဟာမင်းသားရီအန်နဲ့တွေ့လိုက်ပါတယ်။မဟာမင်းသားရီအန်ကသူမကိုကြည့်ပြီးဘာကြောင့်သူ့ကိုဒီလောက်တွေ့ချင်နေရတာလဲလို့မေးလိုက်ပါတယ်။ဟီဂျူကတော့ဘာမှမဝေးဝိုက်ပဲတိုက်ရိုက်ပြောလိုက်ပါတယ်။သူမဟာလက်ထပ်ခွင့်တောင်းဖို့လာတာဖြစ်ပြီးသူနဲ့လက်ထပ်ချင်တယ်လို့ပြောလိုက်ပါတယ်။ဒီလိုနဲ့ဇလန်ရဲ့ပထမပိုင်းကတော့ဒီနေရာမှာပဲအဆုံးသတ်သွားပါတယ်။ဘိုင်းနစ်ကိုဆက်လက်တင်ပြပေးသွားမှာမလို့ channel လေးကို like and subscribe နှိပ်ပေးသွားပါဦးဗျာကျေးဇူးတင်ပါတယ်။